န္ဒပြရလဲအားလုံးသိတာပဲဒီဆန္ဒပြရတဲ့မှာကိုတွေကလွတ်လပ်စွာပဲဒီတနက်မပါဘာမပါနဲ့ဆန္ဒပြခဲ့အဲ့ဒီလွတ်လပ်ဆန္ဒပြတော့မှသူတို့ဘက်ကဒီတနက်တွေဘာတွေတုံးအင်အားတွေတုံးပြီးဖြိုခွင်းခဲ့တဲ့အတွက်အဲ့ဒါတွေကကျွန်တော်တို့အခွင့်အရေးလေးဆုံးရှုံးတာပေါ့ကိုယ်ပိုင်လွတ်လပ်ခွင့်အခွင့်အရေးဆုံးရှုံးတာပေါ့လေပထမဆုံးအရေးကြီးဆုံးအချက်ကတော့ဒီ EAO တွေရဲ့ယုံကြည်မှုကိုတည်ဆောက်ရတာပို့ပြီးတော့ခက်ခဲတာပေါ့ဗျအဲ့ဒီသူတို့ရဲ့ယုံကြည်မှုကိုအရင်ရအောင်တည်ဆောက်ကျွန်တော်တို့စသာလာခဲ့တော့တနက်တောင်မှမမြင်ဘူးကျွန်တော်တို့တရင်စ60ဖြစ်တော့ဆိုခွဲအနေနဲ့ပဲရှိအဲ့ခွဲမှာကျွန်တော်တို့မှတနက်ရှိရဆိုလို့၄လက်ပဲရှိအဲ့၄လက်နဲ့စခဲ့ရတာပေါ့ကျွန်တော်တို့အရင်ဆိုင်ပြီးကြော်ပြစရာဆိုလို့ကျွန်တော်တို့မှစိတ်သက်တစ်ခုပဲရှိဒီစိတ်သက်နဲ့ပဲကျွန်တော်တို့တောင့်ခံပြီးတော့ဒီအခက်အခဲတွေကိုကြော်ပြတ်နေရကျွန်တော်မှဒီပြည်သူရှိတယ်ဘာရှိရဆိုတော့ကျွန်တော်တို့အဲ့ကြောတောင်နောက်ခံတွေကိုပဲအာယုံထဲမှာထားပြီးတော့အဲ့စိတ်သက်နဲ့ပဲကျွန်တော်တို့ဆက်ရှောင်နေတယ်ပြီးတော့ကျွန်တော်တို့ခံယူချက်ကျွန်တော်လာခဲ့တဲ့ခံယူချက်အတိုင်းပဲကျွန်တော်လိုချင်တဲ့အခွင့်အရေးကိုမရမချင်းတော့ကျွန်တော်အဲ့စိတ်သက်နဲ့ပဲဆက်ပြီးတော့တောင့်ခံပြီးတော့ဆက်သွားမှာပေါ့2021တော်လိုင်းရေးအစခံယူချက်တွေချက်ကြော်ခဲ့ရတဲ့အခက်အခဲတွေနဲ့ခုရင်ဆိုင်နေရတဲ့အခက်အခဲပြဿနာတွေကိုဘယ်လိုဖြစ်ကြော်မလဲပြောကြမယ်ငါတို့ဘယ်လိုစခဲ့ကြလဲအနေနဲ့တော်လိုင်းရေးစောက်ဝင်လာတော့ကကျွန်တော်တို့ဒီပြည်သူလူထုတွေရဲ့လူခွင့်ရေးတွေအားလုံးဆုံးရှုံးသွားလို့အဲလူခွင့်ရေးကိုပြန်လို့ခြင်းလို့အဲ့ခံယူချက်နဲ့ဒီတော်လိုင်းရေးကိုစရောက်လာတော့ဆန္ဒပြရလဲအားလုံးသိတာပဲဒီဆန္ဒပြရတဲ့မှာကိုတွေကလွတ်လပ်စွာပဲဒီတနက်မပါဘာမပါနဲ့ဆန္ဒပြခဲ့အဲ့ဒီလွတ်လပ်ဆန္ဒပြတော့မှသူတို့ဘက်ကဒီတနက်တွေဘာတွေတုံးအင်အားတွေတုံးပြီးဖြိုခွင်းခဲ့တဲ့အတွက်အဲ့ဒါတွေကကျွန်တော်တို့အခွင့်အရေးလေးဆုံးရှုံးတာပေါ့ကိုယ်ပိုင်လွတ်လပ်ခွင့်အခွင့်အရေးဆုံးရှုံးတာပေါ့လေဒေါ်လာရေးတဲ့စဝင်လာတယ်ဘလို့ခက်ခဲကြုံတွေ့ရလဲဆိုလို့ရင်ကျွန်တော်တို့ဒီကျွန်တော်ဝင်တဲ့နှစ်လောက်ကပဲစပြောမှာပေါ့နော်ဒီ2021 6လပိုင်း10ရက်နေ့မှာကျွန်တော်ဒီဒေါ်တွေကိုရောက်တယ်ပေါ့ဗျာဒီရောက်တဲ့အချိန်မှာကျွန်တော်တို့တွေဘာအခက်အခဲရှိလဲဆိုတော့စားဝတ်နေပြီပေါ့ပြီးတော့ကျွန်တော်တို့ပထမဆုံးအရေးကြီးဆုံးအချက်ကတော့ဒီ EAO တွေရဲ့ယုံကြည်မှုကိုတည်ဆောက်ရတာပို့ပြီးတော့ခက်ခဲတာပေါ့ဗျာအဲဒီသူတို့ရဲ့ယုံကြည်မှုကိုအရင်ရအောင်တည်ဆောက်ရတယ်ပြီးတော့ဒီစားဝတ်နေရေးလည်းအခက်အခဲတွေများစွာရှိခဲ့တယ်ဘာရှိခဲ့လဲဆိုရင်ကျွန်တော်တို့ဒီချက်စားဖို့ရတော့တောင်မှကျွန်တော်တို့ဒီတောင်ရတန်းကနေပြီးတော့ပြည်သူတွေစီရပေါ့အဲဒီမှာရှိတဲ့ပြည်သူတွေစီရပဲလိုက်ပြီးတော့တောင်းပြီးတော့ကျွန်တော်တို့ချက်စားပြုတ်စားရတာပေါ့လေကျွန်တော်တို့စရောက်ခါသားဆိုလို့ကျွန်တော်တို့မှာလက်နက်ဆိုတာဘာမှမသိဘူးတနက်လည်းမရှိဘာမှမရှိဘူးပေါ့ခုအချိန်တွေမှာတော့တဖြည်းဖြည်းနဲ့တော့တရင်နေလည်းတော်တော်များများဒီတနက်တွေစုံလာပြီပေါ့ဗျာကျွန်တော်တို့စသာလာခဲ့တော့တနက်တောင်မှမမြင်ဘူးကျွန်တော်တို့တရင်စ60ဖြစ်တော့ဆိုခွဲအနေနဲ့ပဲရှိတယ်အဲခွဲမှာကျွန်တော်တို့မှတနက်ရှိရဆိုလို့၄လက်ပဲရှိအဲ၄လက်နဲ့စခဲ့ရတာပေါ့ခုလက်ရှိခြေနေရခက်ခဲတာကတော့ဘာပြန်ခက်ခဲသွားလဲဆိုတော့ဒီစားဝတ်နေရေးကတော့ပြန်ခက်ခဲသွားပေါ့ဘာလဲဆိုတော့ဒီကျွန်တော်တို့အခုရှေ့တန်းနေမြေမှာကစစ်ဖြစ်လိုက်ပါဖြစ်လိုက်နေပြည်သူတွေကလည်းရှောင်နေတော့ကျွန်တော်တို့မှာဒီစားဝတ်နေရေးကနည်းလေးကြက်တဲလာပေါ့ဗျာပြည်သူတွေကလည်းမရှိဆိုတော့ကျွန်တော်စားဝတ်နေရေးတော့ကြက်တဲလာပေါ့အဲ့ဒါပဲကွာသွားတာပါကျန်တာတော့တိတ်မကွာပါဘူးအဓိကတော့ရွာတွေထဲမှာပြည်သူတွေမရှိတော့ကျွန်တော်တို့ထောက်ပံ့ပေးဖို့အတွက်အင်အားမရှိတော့တယ်လို့ပဲပေါ့ဒီစားဖို့တောက်ဖို့အတွက်စီစဉ်ပေးမဲ့လူငယ်ကအရင်လိုမများတော့ဘူးဗျာဒီတိုက်ပွဲဖြစ်ပါဖြစ်နေတော့သူတို့လည်းစစ်ဆောင်ပါဆောင်နေဆိုတော့ဒီမှာကလူပြန်မရှိတော့တဲ့အတွက်ဒီစားဝတ်နေရတော့ခက်ခဲလာတယ်ဒါပေမဲ့ခုခက်ခဲတွေဆိုတော့အရင်ကခက်ခဲလောက်တော့မမီဘူးပေါ့ခုနကကျွန်တော်ပြောခဲ့သလိုပဲအရင်ကခက်ခဲကဘယ်လောက်ထိရှိလဲဆိုကျွန်တော်တို့တောင်ရတန်းထိလိုက်တောင်းပြီးမှစားရတဲ့ဘဝပေါ့ခုကကြတော့ဒီရွာသားတွေမရှိဘူးဆိုပေမဲ့ထိုက်တဲ့လောက်ရွာသားတွေကတော့ကျွန်တော်တို့အပြီးအဝလုပ်ပြီးတော့ဒီစားဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအရင်ဆိုင်ပြီးကြော်ပြစရာဆိုလို့ကျွန်တော်တို့မှစိတ်သက်တစ်ခုပဲရှိဒီစိတ်သက်နဲ့ပဲကျွန်တော်တို့တောင့်ခံပြီးတော့ဒီအခက်အခဲတွေကိုကြော်ဖြတ်နေရတယ်ကျွန်တော်မှဒီပြည်သူရှိတယ်ဘာရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့ကြောတောင်နောက်ခံတွေကိုပဲအာယုံထဲမှာထားပြီးတော့အဲ့စိတ်သက်နဲ့ပဲကျွန်တော်တို့ဆက်ရှောင်နေတယ်ပြီးတော့ကျွန်တော်တို့ခံယူချက်ကျွန်တော်လာခဲ့တဲ့ခံယူချက်အတိုင်းပဲ
ကျွန်တော်လူရင်တဲ့အခွင့်အရေးကိုမရမချင်းတော့ကျွန်တော်အဲ့စိတ်ဓာတ်နဲ့ပဲဆက်ပြီးတော့တောင်းခံပြီးတော့ဆက်သွားမှာပေါ့ဒေါ်လာရေးအတွက်အကြံပြုချင်တာတော့ဒီညာသောအဖြစ်ဒီရှေ့မှာဖြစ်နေကြတဲ့တရင်တော်တော်များများမှာကအခက်အခဲအများကြီးရှိကြတယ်။ဘာအခက်အခဲကြလဲဆိုတော့တချို့တရင်တွေဆိုလို့ရှိရင်လက်နက်တွေကမပြည့်စုံသေးဘူး။မပြည့်စုံသေးတဲ့ IOG အနေနဲ့ပေါ့ကျွန်တော်တို့မပြည့်စုံသေးတဲ့တရင်တွေကိုများများစာပိုးရင်းပေးဖို့တောင်းဆိုချင်တာပါပဲ။ပြီးတော့ဒီရဲဘော်တွေအတွက်ကလည်းရှိသေးရရဲဘော်တွေကကြတော့လေဒီတိုက်ပွဲတွေဖြစ်ပါဖြစ်နေဒေါ်လာရေးကြလာတော့စိတ်သက်ကြတာတွေပါလည်းရှိတာပဲ။အဲ့ဒါတွေအတွက်လည်းစိတ်သက်မကြောက်ဘူးတော့ကျွန်တော်ဒီကနေပဲပြောချင်တာပါ။ပြည်သူတွေလည်းဘာပြောချင်လဲဆိုတော့ကျွန်တော်ဆက်လက်တောင်းခံထားပေးဖို့ပေါ့ဒီဒေါ်လာရင်းကာလာကြာကြီးဆိုပေမဲ့ပြည်သူတွေလည်းပြင်ပန်းလာတယ်ဒါပေမဲ့ဟိုကျွန်တော်တို့အဆုံးတဲ့အထိသွားမှာဖြစ်တဲ့အတွက်ဒီဆက်လက်ပြီးတော့တောင်းခံပေးကြဖို့ပဲကျွန်တော်မေတ္တာရက်ခံ